မင်းနေစရာကိုမလိုတဲ့ဟာကိုသွားမေးတာအားကိုးစရာကိုအားမကိုးပဲနဲ့သူများလုပ်နေသမျှဒုက္ခရောက်ဘာဘေးတင်းမှမေးနေစရာမလိုတရမ်းရောက်တဲ့သူနှစ်တန်းပြောင်စာလုပ်မှရမယ်အဲ့ဒါဘေးတင်းသွားမေးအောင်မလားမဟုတ်ကကိုယ့်ကံကိုပြင်ရမယ်ဆိုတာသူများကံကိုတော့ဆွတ်ဖက်ခြင်းနဲ့ mindset အဲ့ဒါကိုယ်တိုင်နဲ့အယူဝါဒလွဲနေတယ်ကိုလုပ်ရမယ့်ကိစ္စကိုကြိုးစားရမယ့်ကိစ္စကိုစီစဉ်ရမယ့်ကိစ္စကိုပြင်ရမယ့်ပါရမီချမ်းသာဖို့မိဘဘာဖြစ်မှာအဲ့ဒီကလွဲမနေတဲ့ rely ပဲအလွဲလို့ခေါ်တယ်ဗာလဲအားကိုအလွဲမှားများလို့ခေါ်အားမကိုနဲ့ဘယ်သူတန်းကျော်တတိတွေမှန်တယ်များတော့ကိုတို့အားကိုဘယ်ဖွဲ့စည်းမှအားမကိုနဲ့ကိုဖွဲ့စည်းကိုအားကိုခံနိုင်အောင်လို့သူတယောက်မှလည်းအလုံးလုံးချင်တယ်ဆိုတဲ့ဆန္ဒရှိလားမရှိဘူးလားအချိန်ထဲမှာပဲပြင်းနေဆိုတဲ့အချိန်ဆန္ဒရောရှိလားမရှိဘူးလားရှိတယ်သူမှအတွင်းနှမျိုးပေါ်တယ်ဒါလွယ်အောင်ပြောနော်အတွင်းဘယ်နှမျိုးပေါ်လဲနှမျိုးပေါ်တယ်မအောင်မြင်တဲ့လူမှလည်းအတွင်းဘယ်နှမျိုးပေါ်လဲနှမျိုးပေါ်တယ်အလုံးလုံးချင်တယ်နင်းစရာကြီးအောင်မြင်တဲ့သူကဘယ်အတွင်းကိုယူလိုက်လဲဟေးအလုံးလုံးနဲ့ဆိုအတွင်းကိုသူကောက်ပြီးယူတယ်ယူပြီးဘာလို့လဲအလုံးလုံးတယ်မအောင်မြင်တဲ့လူကကြောင့်ဘာလဲဆိုတော့ခုနပေါ်တဲ့အတွင်းနှစ်ခုတွေကဘာကိုယူရလဲနင်းဂျင်းကောင်ရဲ့အတွင်းကိုယူတယ်ဆက်လိုက်အိတ်လိုက်အောင်မယ်ဆိုတဲ့အတွင်းကိုယူတယ်အလုံးမလို့ဘူးတော့မဟုတ်ဆက်ပြီးတော့မင်္ဂလာပါကော်ဖီတောက်ပြီးပြီလားအားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေကျွန်တော်တို့ဒီကျွန်တော်ကိုယ်ပိုင်အလုပ်ရှင်ဖြစ်ပြီးကြီးကြီးမားမားရင်းနှီးမြှုပ်နှံမှုမလိုအပ်ပါဘူးအခြားလုပ်ငန်းများတဲ့အရှုံးမှုနည်းပါသည်မိတဲ့အချိန်နဲ့မဆိုလှုပ်စင်နေမဆိုစီးပွားရေးအလုပ်ငန်းမှာအရေးပါဆုံးကတော့လေးလာတင်ယူခြင်းပဲဖြစ်ပါတယ်ခင်ဗျာလုပ်ငန်းအသီးသီးမှာဆောင်ရွက်နေတဲ့သူတွေအနေနဲ့တင်ယူမှုရက်လိုက်တာနဲ့လူကျုံတို့ရဲ့ဥဆောင်မှုကရက်တန့်သွားမှာဖြစ်တယ်အဲကျွန်တော်တို့ကအခက်ခဲတွေကတော့ရှိမှာပဲဟလာကျွန်တော်တို့ကအဲ့ဒီအခက်ခဲတွေကကျွန်တော်တို့ကရီမန်းချက်ကြီးလို့အခက်ခဲကြီးတာဖြစ်တယ်အဲ့ဒီစိတ်တဲ့နဲ့ကျွန်တော်တို့ကကြော်လာမယ်ဆိုရင်အများနဲ့ရှူရောက်မှာဖြစ်တယ်ကျွန်တော်ခဏပြောတယ်ကျွန်တော်တို့ကဒုံးပြန်လွတ်တင်တဲ့ဥမာလိုပဲဟလာဒုံးပြန်တစ်စင်းလွတ်တင်မှုဟာကျွန်တော်တို့က9မိနစ်ကနေ7မိနစ်လောက်ပဲကြာတယ်7မိနစ်လောက်ပဲကြာတယ်ဒုံးပြန်တစ်စင်းလွတ်တင်မှုကတကယ်ပြောတာ7မိနစ်လောက်ပဲကြာတယ်ဒါပေမဲ့အဲ့ဒုံးပြန်လွတ်တင်နိုင်မှုအတွက်ပြင်ဆင်မှုအချိန်2နှစ်ကနေ9နှစ်လောက်တိကြာလူတွေကအောက်မြင်နေဆိုတာဒါဒုံးမြန်လွတ်တဲ့အချိန်လိုပဲဟုတ်လားကျွန်တော်တို့ကကိုယ်ပြင်ဆင်ရတဲ့အချိန်ကိုမမြင်ကြအောင်ဒုံးမြန်လွတ်တဲ့အချိန်မှပြန်တယ်အဲ့တော့သူများတွေရဲ့အောင်မြင်မှုတွေကိုကြည့်သူများဒုံးမြန်တွေလွတ်နေတာကြည့်ပြီးတော့ကိုယ်ဒုံးမြန်ဟိုမှာမပြင်ဆင်နိုင်တဲ့သူတွေအများကြီးပဲအဲ့တော့သူများရဲ့လွတ်တင်တဲ့အချိန်နဲ့ကိုယ်ဒုံးမြန်ပြင်ဆင်တဲ့အချိန်ကိုသွားပြီးတော့မနှိုင်းရှင်တယ်ကျွန်တော်တို့လည်းပြင်ဆင်ရကျွန်တော်တို့ရဲ့ဒုံးမြန်တစ်စင်းတက်ဖို့ဆိုတာဟုတ်လား error တွေပြင်ရတယ်အမှားတွေပြင်ရတယ်စမ်းသပ်ရတယ်နေ့စဉ်2နှစ်ကနေ9နှစ်လောက်ထိလေ့ကျင့်ပြီးမှဒီ10နှစ်လောက်အတွင်းမှာဒီဒုံးမြန်ကိုလွတ်တင်တာပြိုင်ပွဲဝင်ရောက်ရင်လူတိုင်းကနိုင်ကျင်တာပဲနိုင်ကျင်တဲ့သူကနိုင်တာမဟုတ်ဘူးပြင်ဆင်ထားတဲ့သူကနိုင်တာဖြစ်တယ်ဒါကိုကျွန်တော်တို့ခဏအမြဲတမ်းကျွန်တော်တို့ပြောတယ်အိုလံပစ်မှာရွှေတံဆိပ်ရတဲ့သူတယောက်ဟာတခါတည်းတချို့ကစားပွဲတွေကဘယ်လောက်မှတော့မကြောက်မိနစ်ပိုင်းတော့ပဲပြိုင်လိုက်ရတယ်ဒါပေမဲ့အဲ့ဒီမိနစ်ပိုင်းတော့အတွင်းမှာရလက်ကောင်းမှုအတွက်နှစ်ပေါင်းများစွာပြင်ဆင်ရတယ်ဒါကြောင့်ကိုယ့်ရဲ့အောင်မြင်မှုဆိုတဲ့ဒုံးပြန်ကိုလွတ်တင်နိုင်မှုအတွက်နေ့စဉ်အမှားတွေပြင်မယ်နေ့စဉ်ပြင်ဆင်မယ်နေ့ရက်တိုင်းမှာငါဒီပြင်ဆင်နေတာဖြစ်တယ်ငါ့ရဲ့ရီမန်းချက်ကအဲ့ဒီနေရာကိုရောက်အောင်ဒီနေ့သွားနေရမယ်အဲ့ဒီနေရာငါရောက်ကိုရောက်မနေ့ပြန်ရောက်မလားတပတ်ခါရောက်မလားတော့မသိဘူးဒါပေမဲ့နေ့ရက်တိုင်းမှာပြင်ဆင်စူးစမ်းနေတဲ့စိတ်နဲ့စူးစမ်းမယ်ဆိုရင်ကျွန်တော်တို့ဟာဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာတွေတယောက်ချင်းဖွံ့ဖြိုးတိုးတက်လာရင်ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ကကမ္ဘာမှာအောင်မြင်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာမှာဖြစ်ပါတယ်